ဆောင်းမလေးရဲ့ခေါင်းစဉ်ကတော့နေ့ရက်တိုင်းကိုပြည့်ပြည့်ဝဝရှင်သန်နေထိုင်ပါမိန်းကလေးတယောက်ရှိတယ်ကျဲလုံးတို့ဒုခန်းထဲမှာကတ်ထားတဲ့ဆောင်းပုဒ်က Fight for your dreams will fight for you တကယ်လဲသူ့ဘဝကိုအဓိကမောင်းနှင်ခဲ့တာအဲ့ဒီတိုက်ခိုက်အနိုင်ရလို့စိတ် fighting spirit ပဲငွေကလေးကအမေကဆွန့်ပစ်သွားတယ်နှင်းတွေကြလို့အေးဆက်နေတဲ့မနေ့ခင်းတစ်ခုမှပေါ့နောက်တစ်ချိန်သူ့ရဲ့မွေးစားမိဘတွေဖြစ်လာမဲ့မိများဆုံးတွေကတွေ့တော့သူ့အသက်ကပျောက်လို့နီးနီးတောင်ဖြစ်နေပြီအဲ့ဒီလိုအချိန်တွေကနေတိုက်ခိုက်နိုင်ယူပြီးတော့လူလောကတဲ့ဆက်ရှင်တန်ခွင့်ရခဲ့တယ်အဲ့ဒီတန်တွေကြောင့်ဖြစ်မယ်ငယ်ငယ်ကလေးကကျမ်းမာရေးချူကြတယ်တို့တော့သူ့အရှုံးမပေးဘူးပညာကိုကြိုးစားသင်ယူတယ်မွေးစားမိဘတွေရဲ့ပခုံးမော်ကတာဝန်တွေကိုလည်းရောသွားစီခြင်းပဲပညာတင်စုရပြီးတကယ်ဒိတ်တွေကျတက်ကလေးမှာတက်ခွင့်ရအောင်ကြိုးစားတယ်မျိုးစုံတော့အခက်အခဲတွေကိုအန်တူးရင်းနဲ့သူဖြစ်ချင်တာတွေတကယ်ဖြစ်လာခဲ့တယ်ဘွဲရပြီးရင်သူဖြစ်ချင်တဲ့စာရေးဆရာမဖြစ်အောင်ဆက်ကြိုးစားမယ်ပေါ့အဲ့ဒီလိုနဲ့ပြုံမဆုံးဖြစ်နေချိန်မှာပဲတရင်စိုးတစ်ခုဝင်လာတယ်သူ့မှာကင်ဆာဖြစ်နေပြီအသက်က18နှစ်ဆွန်းဆွန်းအိမ်မက်တွေတလီကြီးနဲ့လောကပင်လေတဲ့စပြီးတော့ရွက်လွန်ဖို့ပြင်ဆင်နေတဲ့အရွယ်ပေါ့ခုတခါထပ်ပြီး fight လုပ်ရအောင်မယ်ဘာရေးလဲငါဘဝတစ်လျှောက်လုံးနဲ့ဒီလိုပဲအနံယူခဲ့တာပဲကျောင်းဆက်တက်ဖို့ကိုအချိန်ဆိုင်လိုက်တယ်ဒီယောဂပျောက်အောင်ဘယ်လိုကုရမလဲအကုန်လုံးမယ်အကုန်သီးခံမယ်ငွေစားမိပါရဲ့အပေါ်အားနာတဲ့စိတ်ပါအပါဝင်ပေါ့အကုန်လုံးကိုရင်ဆိုင်ဖို့အသင့်ပြန်ထားတယ်အဲ့ဒီလူနဲ့တစ်နှစ်ကျော်ကြာသွားတယ်ခုစီယာနီးရန်တွေလည်းကုန်သွားပြီစိတ်ထဲမှာပြီးသွားပြီလို့ထင်နေချိန်မှာပဲအစုံမှာကင်ဆာဆေးတွေပြန့်နေတာသိလိုက်ရတယ်ဒီတစ်ခါတော့ဆရာဝန်ကိုရန်ကပါလက်လျှော့လိုက်ပြီဒါပေမဲ့သူကတော့အားမလျှော့နိုင်ဘူးငွေကလေးကအခက်ခဲမှန်နေမြတ်ကို fight လုပ်လာခဲ့တာဒါကိုလည်းသူအနိုင်ရမယ်လို့စိတ်ပိန်ဖြတ်ထားတယ်ဒီဆေးရုံမှာတော့ဆက်မကူတော့ဘယ်ကိုသွားလို့ရမလဲဘာတွေလုပ်လို့ရမလဲစုံစမ်းနေကင်ဆာဖြစ်ပြီးပျောက်ကင်းသွားတဲ့လူနာဟောင်းတစ်ယောက်ကညှို့လို့နေရာတစ်ခုကိုတွေ့တယ်သူလည်းအဲ့လိုဖြစ်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့တွားတယ်ဒါပေမဲ့လည်းမျက်လက်ဆန်ဆန်အဖြစ်ပြမျိုးကသူ့စီကိုရောက်မလာခဲ့အဲ့ဒီမှာနောက်ဆုံးအဆင့်ကင်ဆာလူနာတွေစောင့်ရှောက်မှုပေးနေတဲ့ဆီယမကပြောတယ်ကင်ဆာနဲ့ပတ်သက်လာရင်တော်တော်များများက fight လုပ်ရမယ်လို့ပြောတယ်ဒါဟာစစ်ပွဲတစ်ခုလိုပဲခိုင်းနှိုင်းကြတယ်အောင်ပွဲရတဲ့သူတွေအကြောင်းကိုလည်းအားတက်ဖွယ်ဖော်ပြကြတယ်ပြောဆိုကြတယ်ဒါပေမဲ့တိုက်ပွဲဆိုမှတော့နိုင်တာလည်းရှိမယ်ရှုံးတာလည်းရှိမယ်တကယ်လို့အရှုံးမရှိတဲ့အခြေအနေမျိုးရှိတယ်ဆိုလိုချင်လားလို့မေးတယ်ကောင်မလေးကခေါင်းငိမ့်လိုက်တော့အဲ့ဒါဆိုဒီနေ့ကိုပဲပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်နေလိုက်ပါကင်ဆာကိုအရှုံးပေးစရာလည်းမလိုဘူးအရှင်းပြောက်ကင်တော့မယ်နေ့ကိုမျောလင့်ပြီးလဲရှင်တိုင်းနေစရာမလိုဘူးခုကိုပဲပြပြဝဝရှင်တိုင်းနေထိုင်လိုက်ပါအဲ့ဒါကနေ့ရက်တိုင်းမှာကိုစီကိုအနိုင်ရတဲ့တွေပဲယူလာပေးပါလိမ့်မယ်အဲ့ဒီနေ့ကစပြီးဒီမိန်းလေးကလုံးဝပုံစံပြောင်းသွားတယ်အရင်ကကင်ဆာအရှင်းပြောက်သွားတဲ့နေ့ကြမှာလုံမယ်လို့စိတ်ကူးရင်ထားတဲ့စဉ်းစားထားတဲ့အရာတွေကိုခုချက်ချင်းထလုပ်တယ်ငွေစားမိဘတွေကိုကျေးဇူးတင်စကားပြောတယ်ပျော်ပျော်ရွှင်နဲ့အတူဖြတ်သန်းတယ်ကောင်းလေးတစ်ယောက်နဲ့ဒိတ်တယ်ဘွဲရပြီးမှလုံမယ်လို့တွေးထားရဲ့စာရေးခြင်းအလုပ်ကိုစလုပ်တယ်အစကစိတ်ကူးထားတဲ့ line တော့မဟုတ်ပေမဲ့ဒီကင်ဆာကိုရင်ဆိုင်နေချိန်မှာတွေးကြုံရတဲ့များကိုရေးထားတဲ့စာတွေဖြစ်လာဒီလိုနဲ့တိတ်ဆုံးချိန်မှာစာအုပ်တော့ကိုခြံထားသွားနိုင်ခဲ့